တက်25နှစ်မှာကိုပိုင်လုပ်ငန်းလေးစာလုပ်နေတဲ့ဟိုလေးဖြစ်ပါတယ်ဒီနေ့တရက်တာရဲ့လုပ်လေးတွေကဘာလေးလဲဆိုတော့အင်းစောမနေ့မှာထားလာတယ်လပပြင်ဆင်တဲ့ဟုံဆိုင်ကိုတွားတယ်ပေါ့နော်ဆိုင်မတွားခင်မှာမိုးလီရှေ့ရွာပါတယ်ရှင်ဆိုင်တွားတယ်ကိုတိုင်းလည်းဆိုင်နေဖွင့်တဲ့အခန်းလေးစီးတယ်စင်လေးပစ္စည်းလေးတန့်ရှင်းလေးစသဖြင့်ပေါ့နော်ကိုတိုင်းလုပ်တယ်ပေါ့နော်ဆိုင်ခန်းလေးကအရင်လာမနေဘူးပေါ့နော်ဒါပေမဲ့ကိုရဲ့စူးစမ်းအားထုတ်မှုနဲ့ပေါ့နော်တဆင့်ပင်တစ်စစ်သူတို့ဆိုင်ခန်းကိုဖွင့်လာနိုင်တာကိုကတော့ဂုဏ်ယူပါတယ်ပေါ့နော်အခက်ခဲလေးကတော့အများကြီးရှိပါတယ်ဟိုကတော့ဒီလူညဝန်ထမ်းလုပ်နေတဲ့အချိန်ကနေစပြီးရောပေါ့နော် online shop ကိုစလုပ်ခဲ့တယ်ပေါ့နော်ဟောင်း2024မှာအလုပ်ကိုထွက်ပြီးရော2024တနှစ်လုံးမှာ online shop တယောက်တည်း run ခဲ့ပါတယ်အခု2025မှာဟိုဆိုင်ခန်းလေးကိုစောက်ဖွင့်ခဲ့ပါတယ်ဆိုင်ခန်းလေးဖွင့်ထားတော့မကြသေးပါဘူးဆိုင်ခန်းလေးကတော့ဆန်းချောင်းမှာဖြစ်တော့ပေါ့နော်ဈေးလေးရဲ့အရန်ကိုထောင်ခန်းနေပါတယ်ဒါပေမဲ့အဆင်ပြေတဲ့အခန်းလေးနဲ့ဟိုစပြီးတော့ run နေရဖြစ်ပါတယ်နောက်ပိုင်းကျရင်လည်းလုပ်ငန်းနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေလည်းအများကြီး sharing တွားပေးပါမယ်တိချနာလေးရှိရင်လည်းဒီ comment မှာပေါ့နော်ဟိုမှန်ခဲ့ပေးပါနောက်ကျရင်ဟိုပို့ပြီးတော့ sharing လုပ်ပေးလို့ရအောင်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်